တို့ဒါမျိုးဆိုလာပြားတွေဝယ်တဲ့အခါမှာသိထားတဲ့နေရာလေးကိုကျွန်တော်ပြောပြပေးခြင်းလို့ပါကျွန်တော်ဒါအခုကတော့120ဆိုလာပြားကိုကျွန်တော်တို့ဒီမှာရောင်းချပေးနေတဲ့ဒီကတ်လေးနဲ့ဒီ power bank လေးကိုကျွန်တော်အခုအားစမ်းပြီးတော့သွင်းကြည့်နေတာတန်းဝက်လောက်နဲ့ဝင်နေတာတွေ့ရတယ်เนาะဖုန်းတွေ power bank တွေအားသုံးပြီးလုံးတွေကိုအားပြန်သွင်းလို့ရတဲ့ဆိုလာပြားတွေဝယ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်အားဝင်နေတယ်လို့ပြတိုင်းတကယ်အလုပ်ဖြစ်တာမျိုးမဟုတ်ဘူးအားဝင်တယ်လို့ပြတဲ့အခါမှာဆိုရင်လည်းဘလောက်ဝက်နဲ့ဝင်နေတာလဲဆိုတာကအရေးကြီးတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်အခုစမ်းနေတဲ့ဆိုလာပြားက120ဒီမှာကျွန်တော်အခုစမ်းသုံးကြည့်တဲ့အခါမှာဆိုရင်တော့တန်းဝက်လောက်နဲ့ဝင်နေတာတော့တွေ့ရတယ်เนาะလက်ခံလို့ရတဲ့တိုင်းတာတစ်ခုမှရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီ power bank မှာဆိုရင်လည်း quick share သင်္ကေတလေးဒီမှာပြနေတယ်เนาะဒီမှာအစိမ်းရောင်မီလေးဒီမှာလင်းနေတယ်အဓိကလေးကတော့ကျွန်တော်တို့ဒီမှာအခုလက်ရှိရောင်းချပေးနေတာရှိပါတယ်ဒီမှာဂျက်ပေါက်လေးပါတယ်ဒီဂျက်ပေါက်လေးကိုကျွန်တော်တို့အခုလိုမျိုးခေါင်းလေးကျွန်တော်တို့ထိုးပြီးတော့ကျွန်တော်အခုစမ်းပြီးတော့သုံးကြည့်နေတာပေါ့လေအဲ့တော့ကျွန်တော်တို့သိထားမှာကအားဝင်တယ်လို့ပြတိုင်းကျွန်တော်တို့ကအလုံးမဖြစ်ဘူးเนาะဒီမှာဝက်ဘလောက်နဲ့ဝင်တယ်လဲဆိုတာကိုကျွန်တော်တို့သိရမှာတချို့ဆိုလာပြားတွေဆိုလို့ရှိရင်1 watt 2 watt 3 watt 5 watt လောက်ပဲဒီမှာဝင်တာမျိုးတွေရှိတယ်ဒီကောင်ကျွန်တော်စမ်းကြည့်ရတဲ့လောက်ကတော့ဒီမှာ10 watt လောက်နဲ့ဝင်တာတွေ့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်ခံလို့ရတဲ့အတိုင်းအတာတစ်ခုမှရှိတယ်အသုံးပြုမယ်ဆိုလို့ရှိရင်ဒါမစိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့လေဒီကတ်လေးကိုပဲဖြစ်ဖြစ်ဒီ power bank ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာရောင်းချပေးနေတာရှိပါတယ်တကယ်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြထားတဲ့ဒီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်ဆိုလာပြားကတော့ကျွန်တော်ခုလက်ရှိပစ္စည်းမရှိသေးဘူးပေါ့နော်ဆိုလာပြားကိုဝယ်ယူခြင်းတဲ့သူတွေရှိလို့ရှိရင်လည်းဆိုလာပြားဝယ်ယူခြင်းပါတယ်လို့ comment လေးမှာမှန်းခဲ့ပါ